အဲ့ဒီတော့ဟွာချက်လိုက်တယ်အဲ့ဒီခုနကဟာနဲ့ဆက်ဆက်ပြီးပြောရရင်ကိုဘူးတီးနဲ့ကျွန်တော်နဲ့ပြဿနာတက်တယ်တက်တယ်ဆိုတာကျွန်တော်ရှိုးပွဲမှာကျွန်တော်ရဲ့ဒီလူငယ်မှန်ပေါ့ဗျာအဲ့တော့ unity တိတ်မဖြစ်သေးဘူးလေနှစ်ယောက်ကအဲ့လိုလှုပ်တဲ့အချိန်မှာကျွန်တော်ဒေါသရမ်းထွက်တယ်ဗျာဒါကျွန်တော်ဟိုပြောမယ်ဆိုရင်ဗျာကျွန်တော်လမ်းလျှောက်နေတော့မှနေရွက်ကိုစရိတ်နဲ့လာဆိုဒေါသထွက်တဲ့သဘောမျိုးပဲဖြစ်ချိန်မှာကိုညံကလည်းဝင်တားတဲ့ထဲမှာပါတယ်တကြောသွားတော့ဟိုကငါတို့ပြန်ချမယ်ပြန်ကျုံးမယ်ပေါ့လေဟိုဒီကောင်လေးနဲ့ပြန်ညှိမယ်ညှိပြီးတော့ငါတို့ပြန်တီးမယ်မလို့ပြန်တီးမလားလုံးတီးကြတော့မှလည်းမူပြတာဘူးတီးလုပ်တဲ့ပွဲပါဟုတ်ကိုဘူးတီးနဲ့အောင်နိုင်တယ်အဲ့ကျမှကျွန်တော်ကကိုညံ့ပါဗျာအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်တလုံးပြောတယ်ခင်ဗျားဘယ်နားလဲမှာလဲဗောအဲ့ဒါမှဒါဒီမူပေါ့ဗျာဒီမှာဒီမူကိုဘယ်လိုနားလဲမှာလဲဗောဘာကြောင့်တော့ပြန်တီးမယ်ဆိုကိုရီးယားအောက်ကနေခုနသရီးရဲ့စုခံထားတဲ့ကောင်သွားပြီးတော့အကိုကြီးအဲ့လိုမျိုးခက်ခက်ရရကြီးဖြစ်သွားတဲ့ဟာကြီးကိုကြီးတီးခံတယ်သူရဟန်းလာစစ်မင်းကွာတော်ရတယ်နော်မင်းကွာအဲ့ဒါကျွန်တော်အကြံကြီးကျွန်တော်ဖြတ်တန်းကြအောင်ဖြတ်တန်းကြချိန်မှာကျွန်တော်လုံးမိတဲ့အရာကြီးကျွန်တော်ဟိုဘာလို့ဒါကိုဘူးတီးလို့ဆိုတော့လေဒါပန်စင်းကိုကောင်းအောင်လုပ်ပေးရတယ်နော်ဒါပြောမလို့ရှိုးပွဲစီစဉ်ပေးတယ်ဒါဒီပန်လောကအဲ့ဒါကိုကျွန်တော်ဘာကြောင့်ဟိုကျွန်တော်ရဲ့ဒီအန်ကာကို management မလုပ်နိုင်ဘူးအဲ့ဒါတော့မခဲ့ဘူးပြန်ပြီးတော့ဟုတ်ကဲ့ပဲပြန်ပြီးလိုက်တဲ့အချိန်မှာဟုတ်ကဲ့ပဲကိုကြောင့်ပြောလိုက်တဲ့ဟာကြီးပေါ်မှာကျွန်တော်စောက်ကလေးရတော့ငှဲ့ပြီရလဲရအောင်နောက်နေ့ဈေးပြန်ဖွင့်တဲ့အချိန်မှာကျွန်တော်ကိုညက်ဆိုင်နဲ့တွားတယ်ကိုညက်တို့ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ပြောခဲ့တာ sorry လားတောင်းပါတယ်သူတော့ဘက်လုံးနေတယ်ကျွန်တော်ချက်ကြည့်မင်းဘာလို့ပြောရလဲအဲ့လိုပဲကျွန်တော်လည်းအတကြီးပါတယ်ကြာကိုညဘာမှမတသားတော့ကြီးပဲသူဒီတပတ်တွေပါလေတော့အောက်ခံတသားတည်တယ်သူ့ကောင်ကိုရိုက်တယ်ကြောင်ရပေါဟာကိုလုံးနေဘာလို့တာကြောင်နေငါလည်းအဲ့လိုအတကြီးတယ်ဟွာတယ်ဒါပေမဲ့ငောင်းမှသွေးကြဟာလုံးလို့များတာတ िश ူးတွေနဲ့ဟိုအားလုံးသူများဘေးရလူတွေကြည့်လိုက်ကျွန်တော်တို့ကကွိုင်တယ်ပြီးတော့ပဲကျွန်တော်ပဲထူလိုက်သလိုလိုအဲ့လိုဖြစ်တာဟုတ်တော့ကြီးလုံးလိုက်ရမှာရှေ့ဖြစ်သွားတယ်ကွာသူပြောချင်တာလူတိုင်းမှာအတရှိတယ်ကွာမင်းဒါဘာလို့အငါမန်နေဂျမန့်မလုံးနိုင်တာလဲဆိုကျွန်တော်ကအတူတွေအများကြီးတော့ဟုတ်ဘူးကိုညံနဲ့ပတ်သက်အတီးတရားကြီးတစ်ခုတော့ရတယ်အဲ့ဒါကျွန်တော်ပေးလိုက်တာလေဒီမှာသူကျွန်တော်လည်းဘာလို့လို့ကျွန်တော်မှရွေးချက်တယ်နောက်ခုရှိတယ်သူ့ကိုကျွန်တော်ဒီတိုင်းထားခဲ့ပြီးတော့ပုတ်မယ်ဗျာပုတ်မဟုတ်ကျွန်တော်သူ့ကိုစေကန်းပို့အောင်ဆိုတော့ကိုညလာစေကန်းသွားမယ်တောင်းတယ်မင်းလို့ရရကိစ္စမရှိဘူးဟုတ်ဘူးကိုကျွန်တော်အလုပ်ကကိုညလုံးစေကန်းပို့အဲ့ဒါလေချီပြီးတုံပြီးတော့ဘာပြသိငင်းလို့မရဘူးကျွန်တော်အလုပ်ကကိုညလုံးစေကန်းပို့အောင်လိုက်ခဲ့ဆိုတော့သူဆော့ကောဆိုင်တွေပိတ်ပြီးတော့စေကန်းတော့လိန်ရတာဗောစေကန်းတော့တဲ့မှာဘောကပန်းကိုပြုတ်ကြလို့ဘာလို့ပြောပြောဆရာဝန်ကလည်းမချုပ်ချင်ဘူးသူရဲကန်းကနေဟိုရဲတွေပါမေးရတော့မှလို့ဆိုအဲ့ဒီပြောစေကန်းမှာချုပ်ပြောနှစ်ယောက်လည်းဖိဆိုင်တယ်ပထမဟိုင်ဘာမှမဖြစ်ခဲ့ဘူးပဲရမယ်အဲ့လိုမျိုးပြောကြတယ်အမှသူနဲ့ကျွန်တော်နဲ့ကြားမှာအတိနောက်ပိုင်းမှာပို့ပြီးရင်းနေတာကျွန်တော်နဲ့သူနဲ့အမှတ်တရပဲ